ဒီနေ့မှာအင်စာလေးလောက်ပြပြီးမှာပေါ့နော်ဒါကကျတော့ blind မဖောက်တဲ့ဟာနဲ့နည်းနည်းလေးတက်ပြီးခဲရတယ်ပါတယ်ထည့်လိုက်တာဒါကထုံစက်ပေါ့နော်ဒါကအကြောင်းစုံလေးအကြောင်းစုံများရှိရတယ်ပေါ့ဒါကကျတော့ blind box biscuit ရှိလို့လုပ်တဲ့စာပါဒါလေးရောဒါကကျတော့စာဟုတ်ကျောင်းယူရှင်စာအုပ်ဆိုဒါလေးပြလိုက်နော်နော်အိမ်မှာလေးစာလေးရကြတော့အလေးကြည့်လိုက်တော့နော်တင်ချအရေးလားဆိုတင်ချခဲပေါ်ရတော့အစုံလက်ရည်ရောရှင်းကြည့်လိုက်တော့မှာပါမနော်လက်ရည်လာဒီရကနော်ဒီတန်းတက်မှာအဲ့ဆိုတော့အင်္ဂါဒါကြတော့ပြနော်တင်ချအင်္ဂါတင်ချလေးပါမြန်မာမဟုတ်တင်ချအဲ့ဆိုတော့ဒီကစတော့အပိုင်းနှစ်ခုလောက်တော့လောက်ရမယ်။ခဲချိုးရအောင်ရင်းနေဆိုဒါလေးဒီတစ်စိတ်ကိုရက်ကြခဲတဲ့နေပါလေမျိုးလုံးတွေလိုလက်တွေတော့အကုန်ထိမှာဆိုလို့လေးလောက်ထားတာပါ။ဒီခဲပဲလေးလက်ထုတ်လာမယ်ပြီးတဲ့ကတော့ကြံခဲ့။အဲဒါမလို့ခဲပဲလေးနဲ့ပဲတားမယ်။ဒီတော့လည်းခဲပဲနဲ့ပဲတားလာ။ကဲစားလို့တော့ပါမယ်။3မိနစ်ကလည်းပြည့်တော့ပါမယ်။အဲ့တော့အပိုင်းနှစ်လေးလာမယ်။အဲ့ဆိုလေ့ကျင့်ခန်းလေးချက်တော့ဝက်လောက်ဆိုရင်ပြမယ်ပေါ့နော်။အခုကတော့အကုန်ပြီးသွားပါပြီ။အကုန်ပြီးသွားပြီ။ဟုတ်ပြီနော်။စစ်စစ်ငါမှတ်တာ။ပြီးတော့မှပဲဆက်ခံလိုက်တော့ချာတယ်အဲ့တော့ကျက်စာအင်္ဂလိပ်နဲ့မြန်မာစာတွားတာမြန်မာစာလေးကိုအရင်ကြက်လိုက်မယ်နော်လိုက်ကြည့်အောင်အပိုင်းနှစ်